ဂျင်းရှိနဲ့စစ်တီတယောက်ဓာတ်တိုင်းလေးကျင်နေတယ်ဦးတိန်းနဲ့စကားငါတော့ရင်ဂျင်းရှိဒီခေတူမဟုတ်ယူပါဖျောက်ရုံနဲ့မဟုတ်ပဲကာယညာနာဘက်မှာလည်းထူးချွန်သူဂျင်းရှိရဲ့ဆိုင်တော်မှာတော့အိမ်တော်ထိုင်းဖွားနဲ့ကိုရန်တော်အပါဝင်3ယောက်တည်းရှိတာပါအဲ့ဒီလူတွေကလွယ်လို့တခြားတစ်စဲကိုတို့ရဲ့အိမ်တော်မှာလုံးဝမထားဘူးမောင်တယောက်ဆေးပြေဆိုင်နဲ့မှုရတဲ့မျက်နှာနဲ့တကယ်လည်းမှုရတာမောင်ရတာတဲ့မှုတွေကိုတမားတော်စီယူသွားတယ်တမားတော်ရလဲကိုလိုပဲအစားတလိုက်နှစ်ခါညှိစရာမလိုမီးဘွားတစ်ခါရဲဖိုးလိုက်ပြီး2ယောက်တော့ဝါဒီဖွင့်တယ်ကိုတန်းလို့ရှာပြားဘွားရတာထွတ်ထိတ်ခံစားနေတော့ရေမက်တရားဝင်လာတယ်ကြောက်ရွံ့နေတဲ့မျက်နှာပုံစံနဲ့တူတင်စာကုတပေးနိုင်မလားတင်စာကုတိုက်ဝေးပါဗျာလို့ပြောနေတယ်ဖြစ်ပေါ်ကမျက်စုံမဟုတ်ပါဘူးဒီလိုပါအနောက်နန်းတော်ကအမိုက်တွေမီးရှို့တွေတော့တိတာစပွဲအစားကိုမီးပုံနဲ့ဆုပ်လိုက်တော့မီးကအရောင်မျိုးစုံထတောက်တယ်ကျွန်တော်လက်မှာလည်းအပူဘူးတွေဖြစ်ပြီးရောင်းလာတယ်ဒါတင်စာပဲကျွန်တော်ကနေပေးပါလို့ထပ်မံတောင်းဆိုတယ်မောင်ကလည်းချက်ချင်းဆိုတယ်လို့ပဲရှင်ကြုံတွေ့ရတာဒီလိုမီးရောက်နေလားဆိုပြီးအရောင်မျိုးစုံပြောင်းအောင်လုပ်ပြလိုက်တယ်ဒါကရုပ်ရှင်နဲ့မီရှူမီပြန်လိုပဲတင်စာမဟုတ်ဘူးအပူဘူးကတစ်တာပိုင်းစားတွေကိုထိမိလို့ဖြစ်လိမ့်မယ်ရော့ဒီစိတ်လိမ့်ကြည့်တဲ့ဟိုနန်တော့မဟုတ်ဘူးမတက်တန်ပြန်လာခဲ့ဂျင်းရှိကိစ္စရှိလို့ဆိုပြီးမောင်ကိုလာခေါ်တယ်မောင်ဒီအမုံနေအကြောင်းဘလို့တိလဲလို့မောင်ကိုလာမေးတယ်ဒီကိစ္စကမောင်နားလဲတဲ့ဘောင်အပြင်ရောက်တော့မောင်မသိဘူးဂျင်းရှိတခုခုနားလဲတဲ့ဘောပေါက်လိုက်လက်မောင်းပေါ်မှာမီလောင်တန်ရာရှားတဲ့သူတွေအလုံးလိုက်ရှာပါလို့ကိုရန်တော်ကြီးကိုမိန်ပေးလိုက်တယ်မောင်နောက်နန်းဆောင်ထဲကိုရောက်တော့ဟိုထုတ်ဒီချဒီထုတ်ဟိုချနဲ့အလုပ်တွေရှုပ်နေကြတယ်မောင်ဒါလေးဝစ်ကြည့်ဆိုပြီးဒီဇိုင်းကလာအနေထားချိန်ပြလိုက်တယ်ဒါနဲ့ဥယျာဉ်ပါတီပွဲမှာဝဲရမယ်ဝဲစုံဥယျာဉ်ပါတီပွဲဆိုတာတစ်နှစ်ကို2ကြိမ်အီဂရီမင်းကြီးနဲ့အရာရှိစစ်တီတွေအပြူတော်တွေပါဝင်ဆွေးနွေးကြတဲ့ပွဲလမ်းတစ်ပေမျိုးပါမောင်ကတော့ဥယျာဉ်ပါတီပွဲမှာဂျင်းရှိရဲ့ပုံစံကြီးကိုတွေးပြီးစိတ်တက်တကြနေတယ်ဒါပေမဲ့တူးငယ်ချင်းအပြူတော်တွေကEDM ပွဲတွားရမယ်လားတက်ကြွတဲ့ချက်ဖာလေးဖြစ်နေကြတယ်ယာရီဥထုကအေးတာမလို့ခန္ဓာကိုယ်နှွေးအောင်ဂျင်းလိမ်မော်ကွင်းတကြားလုံးမောင်ကျိုးနေပါတယ်ဒါအပြင်နှွေးအိမ်မှာလှုပ်ထားတဲ့အကြောင်းတကယ်ချင်းအပြူတော်မလေးကိုပြောတယ်အပြူတော်လေးစောင့်ရန်တဘောကျသွားတယ်ငါအတွက်လည်းတစ်ခုလှုပ်ပေးတော့မောင်တဆင်စကားတဆင်ကြားနဲ့ဂျင်းရှိရောက်လာပြီးငါ့ကိုလည်းလှုပ်ပေးပါလို့ပြောတယ်ကိုရန်တော်ကြီးကလည်းကျွန်တော်အတွက်လည်းတစ်ခုလောက်ပါဆိုပြီးစိုက်ကားဝင်တွေ့တယ်ချွတ်တွေကြလည်းသူတို့အတွက်လည်းတစ်ခုလောက်ပါဆိုပြီးမုံလေးယူလာပြီးအကူညီတောင်းတယ်ဥယျာဉ်ပါတွေကျင်းပမှန်မိဖုရားကိုကူယူဆောင်ရန်ကိုလှပနေတယ်ကြက်တွေးရောက်နဲ့လှကျင်နဲ့လှနေတဲ့ဒူမောက်မောင်တို့ဖွဲ့ချီကျူးနေတယ်မိဖုရားကိုကူယူကမောင်အတွက်လဲဆွဲလေးတစ်ခုလက်ဆောင်ပေးတယ်ရုတ်တရက်အပြူတော်တယောက်ကမောင်ကိုနောက်ကနေချုပ်လိုက်ပြီးကြံအပြူတော်တွေကမိတ်ကပ်တွေဝိုင်းမြင်ပြီးတယ်မောင်ကိုသူတို့ညီမငယ်လေးတယောက်လိုချစ်ရှာပါတယ်လှကျင်တိုင်းလှနေတဲ့ကိုလုံးတော်မိဖုရားလေးပါနဲ့အပြူတော်တွေဥယျာဉ်ပါဒီပွဲကိုလာနေကြပြီကျင်ရှိတယောက်မိဖုရားကြီးကိုကူယူစီခဏဝင်နေတော့မလာတဖူလာထူးနေတဲ့ရှွန်ဖုံးနေတဲ့ဗရန်များခဲလေးမောင်ကိုမိတ်စကက်တွေနဲ့မြင်လာတော့ကျင်ရှိတယောက်ကျွေးနေပြီမောင်တို့ဒေါ်ကေဖုံးနေတော့ရှေးဆောင်နဲ့နောက်ဆောင်နဲ့ဖိုက်တင်ပလေးဖို့ဒါဆူနေကြမောင်တယောက်ရှေးဆောင်ခဏတွားနေတော့အချိုးမပြေတဲ့ဒီငစနူမတွေကိုရှယ်ပလန်နဲ့မိုင်းတဲလိုကျင်းမတဲ့ပဲအပြူပြတီးခဲ့တာပါအခုတော့မိတ်စကက်တွေနဲ့မောင်ကိုသူတို့မမတ်မိဘူးမောင်တယောက်မတ်မိအောင်လှုပ်ပြလိုက်တာငစနူမတွေချက်ချင်းမတ်မိသွားပြီးပြေးပါလေရောမောင်ကိုစွမ်းအမခမ်းပါပဲအနုလဲရအကျန်းလဲရတဲ့မောင်အံ့ကြော်ပါသူမတငယ်ချင်းတတိုက်ကတော့အရှိဆောင်မှာမောင်အနိုင်ကျင်းခံရတဲ့မတ်ပြီးတနာနေကြပြန်ပါတကယ်တော့မောင်ကပြင်းခဲ့တာမကြခင်မဲ့တောင်နှမြောက်စစ်ပွဲအစားတော့မယ်ကိုရီးယားတော့မဟုတ်ဂျပန်နန်းတွင်ကပုံမှန်ရဆိုရင်လီရှုအဖြူအောင်ဝစ်စုံဝဲရမှာပါခုဝဲရတာပန်းအောင်ကြီးအရှိနန်းဆောင်ကငစနူမတတိုက်အေးနေတာမို့မောင်တယောက်အပူပေးတဲ့ကြောက်ခဲလေးတွေလာပြီးတယ်မောင်ကိုကြောက်ပြီးမယူရဲပဲထွက်ပြေးတယ်ကြောက်ဆိုရှေနန်းဆောင်မှာတော့ကမောင်ကနေရင်ပင်းနေပဲပိတ်တီးထားတာကိုမောင်တယောက်ပြူတော်တင်တဲ့စကားပြောပြီးအပြင်ထွက်လာတော့ဒါလေးကိုလက်ခံပေးပါဆိုပြီးရဲမတ်တယောက်ကတေတာစတိုလေးလက်ဆောင်ပေးတယ်မောင်ကလက်ခံတယ်ငါကလီဟာကူပါတွေ့ရတာဝမ်းတာပါတယ်လို့မိတ်ဆက်တယ်အဲ့အချိန်မှာပဲမောင်စီကိုအရှိနန်းဆောင်မိဖုရားလီဝါရောက်ချလာတယ်မင်းကဒီထက်ထိုက်တန်ပါတယ်ဆိုပြီးပလဲစရိုလေးကိုမောင်ကိုကောင်းအောင်ထိုးပေးတယ်မာနာကြီးတဲ့ဆိုပြီးနာမည်ကြီးတဲ့လီဝါလည်းသူ့ကိုပြုစုပေးခဲ့တဲ့မောင်ကိုတော်လေးချစ်စားပါတယ်ဘင်းနဲ့မိဖုရားတွေဘွဲတော့ခဲတော့မှမို့မောင်တယောက်အစားတောက်စစ်ဆေးပေးတယ်လက်ဖွဲရွက်ကိုမောချလိုက်ပြီးအစိမ့်မရှိဘူးဘေးနာကချားမိပြာစားစားရှေ့ပေးနေတဲ့တယောက်ကလည်းကြောင်တော့အားရှာပြီအခြားသူတွေနဲ့မတူတာကမောင်ကအစိတ်တွေကိုမကြာခဏစမ်းတက်ချင်တာပြီးတော့မောင်ကအစိတ်တော်များများကိုနိုင်တယ်နောက်ထပ်ဟင်းတစ်မျိုးရောက်လာတယ်โอเคတယ်
မောင်တဘောကြသွားပြီရှာကိုတက်တင်လိုက်သေးတယ်တေးကြတဲ့အဲ့ဒါအစိပ်ပဲမောင်တယောက်ထွက်သွားပြီအရှိတယောက်ကလည်းအဲ့ဒီအစိပ်ပါတဲ့ဟင်းကိုစားမိသွားတယ်ဂျင်းစီစိုးရိမ်လို့မောင်နောက်လိုက်သွားတယ်မောင်ကအေးဆေးပဲပြုံးအောင်ပြလိုက်သေးတယ်ယူမလေးကကြံနေတဲ့အစိပ်ပါတဲ့စွပြုတ်ဟင်းကိုထတ်တောက်ချင်နေလို့ဂျင်းရှိစီကိုပူစားချားရရှိတယောက်မင်းလို့အစိပ်မပြူလဲကြသွားတယ်လို့ပြောတယ်မောင်ကအဲ့ဒီရရှိကိုအန်စီတဲ့ဆေးတိုက်ကိုထုတ်ပေးတယ်မောင်ကဂျင်းရှိကိုတကယ်ကောင်းကောင်းစစ်လို့ထင်းနေတာဥယျာဉ်ပါရီပွဲမှာမတည့်တာတငယ်တော့ထောင်နေတယ်လို့ထင်နေတာတကယ်တော့ဂျင်းရှိကကောင်းကောင်းစစ်မဟုတ်ဘူးအကောင်နဲ့အကောင်ပဲဘာကောင်လဲတော့ကျွန်တော်သိတယ်နောက်ထပ်အပိုင်းဒီမှာတင်ဆက်ပေးမယ်